push up ဘယ်လိုလုပ်မယ်ဆိုတာလေးကိုကျွန်တော်ပြပါမယ်ပထမဆုံးအနေနဲ့ position မှာဆိုကျွန်တော်လက်ကိုပခုံးကျဲတိုင်းကျွန်တော်ထားမယ်ရှေ့မှာကျွန်တော်တို့ပြထားတဲ့အတိုင်းဖြည်းဖြည်းချင်းဒီကွေးမယ်ဆန်မယ်ကွေးဆန်လုပ်တဲ့အခါမှာလည်းကျွန်တော်တို့လက်ကိုခန္ဓာကိုယ်ရဲ့အတွင်းဘက်ကိုဖြည်းဖြည်းချင်းဒီကွေးမယ်ပြန်ဆန်မယ်ပေါ့နော်တရားလေးကတော့နောက်ပိုင်းမှာကျွန်တော်တို့ကွေးဆန်လုပ်ပြီးရင်တော့နည်းနည်းလေး progressively ဒီကျန်နေဆိုရင်တော့ဒီ rubber band resistor band လေးနဲ့ push up ကိုကျွန်တော်တို့တင်လို့ရပါတယ်ဒါကတော့ rubber band နဲ့ကျွန်တော်တို့ push up ဒီ resistance band နဲ့ကျွန်တော်လုပ်တာမျိုးပါဒီချိန်မှာလည်းကျွန်တော်တို့ရှေ့မှာပြောခဲ့သလိုပဲဒီကွေးတဲ့အခါမှာကျွန်တော်တို့ shoot သွင်းမယ်စမ်းထုတ်တဲ့မှာ shoot ထုတ်မယ် shoot သွင်းမယ် shoot ထုတ်မယ်ပေါ့ shoot သွင်းမယ် shoot ထုတ်မယ်ဒီလိုမျိုးလေးကိုကျွန်တော်တို့လုပ်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေမယ်ကိုယ်ခန္ဓာရည်လည်းရှိပါမယ်เนาะ